ဆက်လက်ပြီးတော့တင်ဆက်ပြရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်မှာစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်တပ်ကပြည်သူ9ဦးကိုတပ်ဖြတ်ပြီးတော့နေအိမ်နဲ့စစ်ဆောင်တဲများကိုဇက်တိုက်မိရှို့ဖျက်ဆီးကာပြည်သူအယောက်2000ကျော်ဟာဆက်လက်တင်းရှောင်နေရပြီးတော့စားနပ်ရိက္ခာများလိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ28ရက်နေ့ကစတင်ပြီးတော့ကဏီမြို့နယ်အတွင်းမေလ19ရက်နေ့အထိအကြမ်းဖက်စစ်တပ်က22ရက်ကြာစစ်ကြောင်းထိုးနေစေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းကြောင့်ရွာပေါင်း28ရွာကပြည်သူပေါင်း24,689ဦးဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပြီးတော့အချိန်ကြာမြင့်လာတဲ့အတွက်ကြောင့်စားနပ်ရိက္ခာများလိုအပ်နေတယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကကြေးရွာများကိုစစ်ကြောင်းထိုးနေတဲ့အချိန်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ4ဦးသေဆုံးကပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ခွေးတွေကပြည်သူတို့ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကနေအိမ်အလုံး20ခန်းနဲ့စစ်ဆောင်တဲ9လုံးကိုလည်းမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာကဏီမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာ32ခုနဲ့ကဏီမြို့ပေါ်1-3ရပ်ကွက်များကပြည်သူပိုင်ပစ္စည်းများကိုလည်းစိတ်ကြိုက်ခိုးယူသွားပြီးတော့၎င်းတို့မယူခြင်းတဲ့ပစ္စည်းတွေကိုဖျက်ဆီးထားခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်ထိအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာကဏီမြို့ရေလေကျွန်းပြူစောတိစခန်းချောင်းမရွာအနီးတွာလာလှုပ်ရှားနေပြီးတော့မုံရွာရာကြီးကလေးဝကားလမ်းပိုင်းနဲ့ချောင်းမကဏီလမ်းပိုင်းမှာလည်းစစ်ရေးလှုပ်ရှားနေစေဖြစ်တယ်လို့သိရပါတယ်။ကဏီနယ်ထဲမှာစစ်ခွေးစစ်ကြောင်းကရှိနေတော့ဆိုတော့ပြည်သူတွေလည်းဆက်လက်ပြီးတော့တင်းရှောင်နေရတော့မယ်။အခုစစ်ရှောင်လာရတဲ့အချိန်ကြာလာတော့ပြည်သူတွေမှာလည်းစားနပ်ရိက္ခာတွေလိုအပ်လာပါတယ်စစ်ဆောင်ပြည်သူတွေကလည်းတောင်းနဲ့ချီပြီးတော့ရှိလာတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ